ဒီကလုံးနေလိုက်နေနေတယ်ဘုန်းကြီးတို့တွေအဲ့ဒီကငါတစ်ခုအဘတ်တဲ့အပြစ်ဖြစ်သွားလို့ကိစ္စမရှိဘူး။ဘာပြောက်လဲခါ။ဒါမျိုးကြီးစက်ဖြစ်နေတယ်အဲ့ဒီလိုဒုက္ခဖြစ်။အဲ့ဒီလာမှာရုပ်ကြဲခဲ့တာညာကြီးအဲ့ဒီလိုင်းလာမှာဒီစံညလုံးကိုဝေးရပါအမေဝေးပြလိုက်တဲ့ညလုံးကိုတစ်ဆတွေ့တာ။ဘောပါမှာတွေ့ရင်ဒီကဘေးချပြီးဘာသာလို့ဟုတ်အဲ့လိုတိုင်းဒီအလားကြီးတာတော့ပါသစ္စာလေးပါးတော့စိန်တိုင်းကိုကြည့်ရတဲ့ပုရောကြီးကသူကဘာမှနေလို့ဘာသာစကားတန်းရောမယ်လို့ပြိတ္တတော့တော့တတ်လို့အဲ့လိုပြောတော့မကောင်းဘူးသူကဆိုပါတာရေတော့ဟမ်အဲ့လိုပြောတော့သူကဘောဓမာမာနာကြီးပါဟောတယ်သင်ကြပေါက်ကွေးကျင်းနာလုံးပေါက်ကွေးဒီများချင်လို့ပေါ့အန္တရာယ်သိများတဲ့ဂျာမာကိုဝင်ပြီးတော့ဆောင်ရွက်ရဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘုန်းကြီးတို့ဒလိုင်းလာဝါကဟုတ်အဲ့တော့မြန်မာနိုင်ငံရဟန်းတန်ဃာတော်များအကျဉ်းဖက်မှုထဲတွင်ပါဝင်နေပါတယ်လို့ဆွဲချက်နဲ့ပတ်သက်ပြီးတော့ဒီကနေ့လုံးဝကန့်ကွက်ပါတယ်အဲ့ဒီကိုလုံးဝကန့်ကွက်ပါတယ်။နောက်တစ်ချက်ကိုလည်းကန့်ကွက်ကြရသူကပြောပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဘုရားကြီးများပြီးရသော်ဘုရားရဲ့မျက်နှာကိုထောက်ထားခြင်းကြောင့်သူကမြန်မာနိုင်ငံရှိတဲ့တန်ခါတော်တွေကိုသူ့တပည့်တွေကိုသဘောထားပြီးဩဝါဒတွေပြောဆိုနေတာတော့အမြင်ကတ်တာမရှိပါဘူးပုံပွင့်နေပြောတာဒလိုင်းလာမသည်ဘုရားဘာသာဝင်ကြီးမှန်တော်လဲဉာဏ်မဖြစ်ချင်ပါဘူးသူကဘာကြောင့်ဘုန်းကြီးတို့ရဲ့တိုင်းပြည်မှာသာသနာအစစ်မှန်တည်ရှိနေတာကိုခါခါနာမသိပဲနဲ့ပရိယတ်တိကို6ချမ်းတော့ပိဋကသုံးပုံကိုနှုတ်ကုန်ဆောင်ထားသောသံဃာတော်တို့နဲ့တကွသာသင်စာကြစာသင်တိုင်းကြီးများသည်ရသော်ဘုရားရဲ့သာသနာတော်သုံးရပ်ကိုအခြေခံပေါင်းနေခြင်းကခိုင်ခန့်အောင်ထိမ့်သိမ်းထားနိုင်တဲ့အခြေအနေအမှန်ကိုမသိတော့နေသလားရသော်ဘုရားရဲ့ပฏิပတ်တိသာသနာတော်ကိုသစ္စာ၄ပါးအထိထိုးထွင်းရမောက်အတိရောက်အောင်ကိုယ်တိုင်ထိုးထွင်းရမောက်အတိရောက်အောင်ညွန်ပြဆုံးမပြီးတော့ဒီလိုပေးနိုင်တဲ့ယနေ့ရမောက်ဘုန်းကြီးတို့တိုင်းကြီးမှာမာစီဘာအောင်ဆရာတော်များတို့ရဲ့ဒီဓမ္မေဆရာတော်များတို့ရဲ့ဒီစရှိသည့်အပြင်ဘုဂုတ်ဒီစရှိသည့်အပြင်သူနည်းနဲ့သူတော့ပฏิပတ်တိသာသနာကိုထဲဝါသွားယနေ့တိုင်အောင်ထိမ့်သိမ်းထားနိုင်ခဲ့စေထိမ့်သိမ်းထားနိုင်တယ်ဖြစ်ဒီလိုပရိယတ်တိရောပฏิပတ်တိရောစွမ်းရည်တစ်ဖက်ပြေဝသူယဟန်တန်ဃာတော်တို့ဖြင့်တင့်တယ်စွာပြည့်နှက်နေတဲ့တိုင်းပြည်ကိုမှမြတ်စွာဘုရားရဲ့မျက်နှာကိုထောက်ထားတဲ့လို့ဩဝါဒပုံစံမျိုးစကားနဲ့ပြောချရတော့သူဒီပရပတ်္ထတရား၄ပါးကိုတော်မှလေးလုံးကွဲအောင်ပြီးပါရင်လားလို့မေးရင်မကောင်းသူကအရင်စော်ကားတိုင်းပြည်ရဲ့လူမျိုးဘာသာသာသနာတန်ခါကိုစော်ကားလာမယ်ဆိုရင်တော့ဘုန်းကြီးဒီအရိယာမဟုတ်တဲ့အတွက်အတိုင်းအတာတစ်ခုတည်းပိုလုံပြီးတော့ဒီခံနိုင်မှာမဟုတ်ပါဘူးလို့ဒီနေရာကအတိအလင်းပဲပြောကြပါရဲ့ဒီအကုန်လုံးဘေးမတိအဲ့ဒီတိုင်းလာမှယူပြအောင်ဘေးလာဒီရော့ပြမှာဟဲ့ရခိုင်တော့အပြန်လာဒီကလုံးတွေရိုးရင်းဆန်ကတ်တွေဖြစ်တာဟုတ်တယ်ဒီကလုံးတွေလည်းနေနေတယ်ဘုန်းကြီးတို့တွေအဲ့ဒီကငါတစ်ခုအဘတ်တဲ့အပြစ်ဖြစ်သွားလို့ကိစ္စမရှိဘူးဘာပြောက်လဲခါဒါမျိုးကြီးစက်ဖြစ်နေတယ်အဲ့ဒီလိုဒုက္ခဖြစ်အဲ့ဒီလာမှာရုပ်ကြဲခဲ့တာညာကြီးအဲ့ဒီလိုင်းလာမှာဒီစံညလုံးကိုဝေးရပါအမေဝေးပြလိုက်တဲ့ညလုံးကိုတစ်ဆတွေ့တာဘောပါမှာတွေ့ရင်ဒီကဘေးချပြီးဘာသာလို့ဟုတ်အဲ့လိုတိုင်းဒီအလားကြီးတာတော့ပါသစ္စာလေးပါးတော့စိန်တိုင်းကိုကြည့်ရတဲ့ပုရောကြီးကသူကဘာမှနေလို့ဘာသာစကားတန်းရောမယ်လို့ပြိတ္တတော့တော့တတ်လို့အဲ့လိုပြောတော့မကောင်းဘူးသူကဆိုကားတာရေတော့ဟမ်အဲ့လိုပြောတော့သူကဘောဓမာနာကြီးပါဟောတယ်သင်ကြပေါက်ကွေးကျင်းနာလုံးပေါက်ကွေး